ဒီနေ့တော့ငါဘက်9កောင်ဖမ်းမယ်ဆိုပြီးမှရောက်လာတာကြည့်ပါအောင်ဗျာငါရှော့တတ်တဲ့လူရောက်နေဘယ်လိုလုပ်ချမ်းလဲအဲ့နဲ့ကျွန်တော်ခိုးလိုက်စိတ်တူတော့အတကုံရိုက်နေပါပြီအကောင့်သေးလေးပဲမိရဗျာအဆင်မပြေပါဘူးစလာဗီယာလားဟိုဘက်ကခွေးနေကတော့ငါးကောင်ချင်းမိနေပြီတဲ့နဲ့ငါဘက်ကြီးဟာကျွန်တော်ညီကိုနေကတော့စလာဗီယာတွေပဲဖမ်းတော့မယ်ဗျာဒီနေ့မိလာတဲ့ငါးတွေကိုတော့ကန်ထဲမှာပဲမွေးထားလိုက်ပြီနောက်ရက်မှာပဲဆက်ဖန်ကြတော့မယ်ဗျာ